Okay အားလုံးမင်္ဂလာပါဒီနေ့ဒီချေတို့သွားမှာကနမရီမဲ့ကိုလိုရင်ကြပြရဲ့အထုပ်ပတိပိုင်းကိုသွားရမယ်နော်ဟုတ်ပြီနမရီမဲ့ကိုလိုရင်ကြပြတွေကိုလေ့လာတဲ့အခါမှာပုံမှန်ပဲထုံးစံတိုင်းသူဒီကြပြပဲခေတ်ကပေါ်ပေါက်ခဲ့တာလဲဒီကြပြကိုဘယ်လိုရေးခဲ့တာလဲဒီကြပြမျိုးစားပါလဲဒီချက်တွေနဲ့သွားပြီးလေ့လာရအဲ့တော့နမရီမဲ့ကိုလိုရင်ကြပြကကြပြအမျိုးစားလေးကိုအရင်သွားကြည့်အောင်မာရီမဲကိုလိုလင်ကြပြမျိုးစားကပါလဲဆိုရင်ရာပြီးအိုင်ချင်းကြပြအမျိုးစားကြပြမျိုးစားကရာပြီးအိုင်ချင်းကြပြရေးသူရဲ့နေရာဘယ်သူလဲအောင်းလင်းဆွေငိမ့်မယ်ပေါ်ပေါက်ခဲ့တဲ့ခေတ်ကပါဘယ်ခေတ်လဲညောင်ရန်ခေတ်ဒါအများကြီးပြောပြစရာမလိုပါဘူးเนาะဒါတော့သူသိပြီးသားကိစ္စအခုသွားမှာကြတော့ရာပြည့်အိုင်ချင်းရဲ့အကြောင်းပေါ့နော်။နောက်ပြီးတော့ရာပြည့်အိုင်ချင်းဆိုတာဘလို့ဟာလဲသိချင်နေဆိုရင်ဘယ်မှာသွားကြည့်ရမှာလဲ။သမဏ95ကအောက်ဆုံးပိုင်းမှာသွားကြည့်ကြည့်ရ။သမဏ95အောက်ဆုံးပိုင်းမှာရာပြည့်အိုင်ချင်းရဲ့အကြောင်းလေးပါတယ်။ကဲဖတ်ကြည့်ကြည့်အောင်သမဏ95အောက်ဆုံးပိုင်း။ဟုတ်ပြီဖတ်လို့ပြီးသွားပြီဆိုလို့ရှိရင်ရာပြည့်အိုင်ချင်းဆိုတာဘလို့ဟာမျိုးကိုခေါ်လဲသိလိုက်ရာပြည့်အိုင်ချင်းဆိုတာကမြန်မာတက္ကရာ1100ပြည့်လောက်ကပေါ်ပေါက်ခဲ့တဲ့အိုင်ချင်းကြပြတွေကိုခေါ်တာအဲဒါတို့မျိုးမှတ်ရမှာကမြန်မာတက္ကရာ1100ပြည့်မှာပေါ်ပေါက်ခဲ့တဲ့ရေးခဲ့တဲ့အိုင်ချင်းကြပြတွေအကုန်လုံးဒီရာပြည့်အိုင်ချင်းလို့မှတ်လို့ရတယ်အခုတွေ့နေရတဲ့အောင်လေးရှင်ငိမ့်မဲ့ရဲ့နှမရေးမဲ့ကိုလူလင်အိုင်ချင်းတစ်ပုတ်မှာရာပြီးအိုင်ချင်းမဟုတ်ဘူးတက္ကရာ1400ပြည့်နှစ်မှာပေါ်ပေါက်ခဲ့တဲ့အိုင်ချင်းဟုသမျှသည်ရာပြီးအိုင်ချင်းလို့မှတ်ရပါမယ်ကဲရာပြီးအိုင်ချင်းကြောင့်သိသွားပြီဆိုရင်တော့နောက်ထပ်အိုင်ချင်းရဲ့အကြောင်းကိုသွားတစ်ဆင့်ချင်းစီသွားမယ်နော်အိုင်ချင်းဆိုတာကဘာလဲလာပြန်ပြီအိုင်ချင်းဆိုတာဘာလဲဆိုတာသိဖို့ရတော့နောက်သမီးတို့ကစာမျက်နှာ95က၄ပိုင်းမြောက်ကိုဖတ်ရလိမ့်စာမျက်နှာ95နမရီဘက်ဦးလို့ရင်ကြပြအထုပ်ပတ်တီ၄ပိုင်းမြောက်ကိုဖတ်ရပါမယ်ဖတ်ကြည့်ကြည့်အောင်နော်ဖတ်ကြည့်လို့ပြီးသွားပြီဆိုရင်အိုင်ချင်းကြပြဆိုတာဘယ်လိုကြပြမျိုးလဲသိလာလိမ့်ဟုတ်ပြီအဲ့တော့ပြောကြည့်ကြည့်အောင်အိုင်ချင်းကြပြဆိုတာဘယ်လိုဟာမျိုးလဲဆိုအိုင်ချင်းဆိုတာကအသက်မြိုင်အိုင်နဲ့လူအများဝိုင်းဖွဲ့ပြီးဆိုရတဲ့ဒီကြပြတပုတ်ဖြစ်တယ်ပေါ့ဒီကြပြအမျိုးအစားတွေကိုခေါ်တယ်ပေါ့နော်အိုင်ချင်းဆိုတာကအသက်မြိုင်အိုင်နဲ့လူများဝိုင်းဖွဲ့ပြီးဆိုရတဲ့ဒီကြပြတွေကိုခေါ်တာပါကဲဒါကအိုင်ချင်းရဲ့အကြောင်းအိုင်ချင်းရဲ့အကြောင်းသိသွားပြီဆိုတော့နောက်ထပ်ဗာသိဖို့လိုလဲအဲ့ဒီအိုင်ချင်းကြပြတွေရဲ့အစချီတဲ့အာလုံးစကားအိုင်ချင်းကြပြတွေအများစုကိုကြည့်မယ်ဆိုရင်အာလုံးစကားလေးတွေနဲ့အစချီတာဘလို့အာလုံးစကားလဲကြပြမှာသွားကြည့်ရင်တောင်ရတယ်နော်ကြပြပုတ်ရင်မှာသွားကြည့်လိုက်စာမျက်နှာ96ကပုတ်ရင်မှာပေါ်ဆုံးစာချောင်းလေးမှာလေချစ်တဲ့တငယ်လေးတငယ်ချင်းကောင်းရောက်မတို့ရေးဆိုတဲ့အာလုံးစကားလေးတွေနဲ့စချီထားတာချစ်တဲ့တငယ်လေးတငယ်ချင်းကောင်းရောက်မှလို့ရေးဆိုတဲ့စကားကိုအာလုံးစကားလို့ခေါ်ပါတယ်။အိုင်ချင်းကြပြားတွေဒီလိုအာလုံးစကားလေးနဲ့အစချီကြတယ်။ဟုတ်ပြီနောက်ထပ်ခုကအိုင်ချင်းကြပြားတွေကိုဘယ်လိုခေါ်သေးလဲဆိုတာစာပိုက်ထဲမှာပါတယ်နော်။ရွှေဘုံမြောက်လက်ဒေသမှာအိုင်ချင်းကြပြားတွေကိုဘယ်လိုခေါ်ကြလဲဆိုတော့ကောက်ဆိုင်အိုင်ကောက်ဆိုင်မှာအိုင်ချင်းဆိုပြီးတော့ခေါ်ကြတယ်ရွှေဘုံမြောက်လက်ဒေသမှာခေါ်တဲ့ခေါ်နော်ကဲဒါကအိုင်ချင်းကြပြရဲ့အစချီအလုံးစကားရဲ့အိုင်ချင်းကြပြတွေကိုဘလို့အမည်တွေနဲ့ခေါ်ကြတယ်လဲဆိုတာလေးရဲ့အကြောင်းဟုတ်ပြီဒီထီအောင်ရပြီဆိုရင်နောက်ထပ်တစ်ခုကိုသွားကြည့်ကြနောက်တစ်ခုကကျတော့အိုင်ချင်းကြပြတွေကိုအခုရှင်ငိမ့်မဲ့အပြင်ဘသူတွေရေးခဲ့သေးလဲဒါလေးလေ့လာရဒီစာပိုက်ကိုကြည့်မယ်ဆိုရင်သိချင်စာမျက်နှာ95ကဘယ်ပိုက်ကိုကြည့်ရမှာတော့
တတိယစာပိုက်ပေါ့နော်တတိယစာပိုက်ကိုကြည့်ရပါမယ်။အောင်လင်းရှင်ကြီးမဲ့အပြင်အိုင်ဂျင်တွေကိုဘလို့လူတွေနဲ့ရေးခဲ့တာလဲလက်ဝဲတုံလာအမှတ်ကြီးနဲ့ကင်းဝင်မင်းကြီးဆိုသူတို့နှစ်ယောက်ကလည်းအိုင်ဂျင်ကြပြားတွေရေးခဲ့ပါသေးတယ်လို့။ခေဒါဆိုရင်ပြီးသွားပြီဟိုဘယ်သူတွေရေးလဲဆိုတာပြီးသွားပြီ။နောက်ထပ်လေ့လာရတဲ့အကြောင်းအရာကဘာဖြစ်မလဲ။နောက်ထပ်ကကျတော့အဲ့ဒီအိုင်ဂျင်ကြပြားတွေထုံးကားရတဲ့ခစ်တွေဘယ်နှခစ်ရှိလဲလို့ဖော်ပြထားတယ်ဘယ်မှာသွားကြည့်ရမှာလဲဆိုစာမျက်နှာ95ကဒုတိယစာပိုက်လေးမှာတွေ့နိုင်လိမ့်မယ်ဒုတိယစာပိုက်လေးကိုသွားပြီးတော့ဖတ်ကြည့်ကြည့်နော်ဟုတ်ပြီအဲ့ဒီမှာဖတ်ပြီးတော့ပြောကြည့်ကြည့်မယ်အိုင်ဂျင်ကြပြားတွေထုံးကားခဲ့တဲ့ခစ်တွေကဘာခစ်တွေလဲပထမအင်ဝါခစ်နောက်ပြီးတော့ဒုတိယအင်ဝါခစ်ညောင်ရန်ခစ်ညောင်ရန်ခစ်ကိုဒုတိယအင်ဝါခစ်လို့လည်းခေါ်တယ်အဲ့ဒါပြီးတော့ဂုံမောင်ခစ်ဒီခစ်သုံးခစ်မှာအိုင်ဂျင်ကြပြားထုံးကားနေခဲ့တာဆိုတာလေးသိရတယ်နောက်တစ်ခုသွားမှာပါလဲဆိုရင်အိုင်ဂျင်ကြပြားနဲ့ရတုတွေတေးတက်တွေနဲ့ဘယ်လိုကွာခြားလဲဆိုတာလေးသွားမှာပါရတုတွေတေးတက်တွေကိုဘယ်နေရာတွေမှာသိဆိုကြတယ်အိုင်ဂျင်တွေအဲဂျင်တွေကိုဘယ်နေရာမှာသိဆိုကြတယ်ဆိုတာလေးဒီအကြောင်းအရာကိုသိချင်ရင်တို့ဗီဒီယိုကစာမျက်နှာ95က9ပိုင်းမြောက်ကိုသွားပြီးတော့ကြည့်လိုက်နော်ဖတ်ကြည့်လိုက်အဲ့ဒီ9ပိုင်းမြောက်မှာရတုတွေတေးတက်တွေကဘယ်မှာတွင်ကျဲလဲနန်းတွင်းမှာတွင်ကျဲပါတယ်အဲ့ဒီမှာနန်းတွင်းမှာတင်ကျဲတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ရတုတွေတေးတက်တွေရဲ့အရေးဖွဲ့တွေမှာဘယ်လိုဟန်လေးတွေတွေ့နိုင်လဲဆိုတာထပ်လေးလာလို့ရတယ်ဘယ်လိုဟန်တွေလဲထိဟန်နန်းဟန်နန်းဆန်တာပေါ့နော်ဟိုမြို့ဆန်တာပေါ့ခုခေတ်စကားနဲ့ပြောမယ်ဆိုကဲထိဟန်နန်းဟန်လေးတွေတွေ့နိုင်တယ်ဟုတ်ပြီကျွေးလက်မှာကြတော့အိုင်ဂျင်အဲဂျင်တွေတွင်ကျဲတာအဲ့ကျွေးလက်မှာအိုင်ဂျင်အဲဂျင်တွေတွင်ကျဲတော့တို့ဒီလိုစဉ်းစားကြည့်ကျွေးလက်မှာဆိုတဲ့အတွက်ကြောင့်အိုင်ဂျင်အဲဂျင်တွေမှာဘလို့ဟန်နေပါနေမယ်ထင်လဲအိုင်ဂျင်အဲဂျင်တွေမှာတောမူတောဟန်တွေပါနေတယ်တောဆန်တယ်ပေါ့ဒီလိုမျိုးလေးတွေတွေ့နိုင်တယ်ခုခေတ်အမြင်နဲ့ပြောမယ်ဆိုရင်တို့ဒီလိုမြို့မှာနေတဲ့သူတွေကမြို့မှာကြားနေရတဲ့သချင်းတွေဖြစ်တဲ့ rat တွေ raw တွေပေါ့ဒါတွေခစ်စားနေလိုက်မယ်ဒါပေမဲ့တော့မှကျတော့မနောသချင်းတို့တန်တိဆိုအောင်တို့မယ်ဒလင်တန်တန်နဲ့ဒီလိုမျိုးပဲခစ်စားတာမျိုးဆိုလိုချင်တာအဲ့ရှိတော့ကလည်းနန်းတွင်းမှာရတုတွေတွေးတတ်တွေခစ်စားနေတဲ့အချိန်ကြီးလက်မှာအိုင်ဂျင်တွေအေဂျင်တွေခစ်စားနေတယ်ဆိုတာကိုလေ့လာလို့ရသွားတယ်